မင်္ဂလာပါသစ္စာတရားကိုချပွေသူ The Truth Seeker Channel မှာကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်မယ့်အကြောင်းအရာကတော့ဆူမာရီယန်လူမျိုးတွေကိုးကွယ်ကြတဲ့အနုနဂီနတ်ဖျားတွေဟာဂျိုသားတွေဖြစ်တယ်ဆိုတဲ့ယူဆချက်တွေးဆချက်တွေနဲ့အတူလူသားတွေကိုမျိုးရိုးဗီဇနည်းပညာတွေသုံးပြီးအနုနဂီတွေကဖန်တီးခဲ့ကြတယ်ဆိုတဲ့မလောက်ပဲအယူဆတွေတွေးရှိချက်တွေကိုတင်ပြပေးမှာမို့ဗီဒီယိုလေးအဆုံးထိကြည့်ပေးကြဖို့မေတ္တာရပ်ခံချင်ပါတယ်ဂျိုသားလို့ခေါ်တဲ့အသိဉာဏ်မြင့်တက်ရှိတွေဟာရှေ့ဘူဝနတိကတဲ့ကကဘာမီကိုလာရောက်ကြပြီးမက်ဆိုပိုတေးမီးယားအီဂျစ်အိန္ဒိယနဲ့ဂရိမြို့ပြနိုင်ငံတွေမှာလူသားတွေကိုအုပ်စိုးခဲ့ကြတယ်လို့ဂျိုသားယုံကြည်သူတွေကယုံကြည်ကြပါတယ်ဂျိုသားအလီယန်တွေရဲ့ခေတ်လွန်နည်းပညာတွေကြောင့်လူသားတွေကသူတို့ကိုအစင်းမြင့်တဲ့နတ်ဖျားတွေလို့ယူဆပြီးကိုးကွယ်ခဲ့ကြတယ်လို့လည်းယူဆခဲ့ကြပါတယ်ခုထိဂျိုသားယုံကြည်သူလူသားတွေလက်ခံယုံကြည်နေကြတဲ့ Alien Creation Theory နဲ့ The Anunnaki Theory ပေါ်ပေါက်လာတဲ့မြေပြခံရသမိုင်းစတင်ပြီးကျွန်တော်နဲ့အတူလေ့လာကြည့်အောင်ပုံထဲမှာပြထားတဲ့ Sir Austin Henry Layard 1849ဒီဇင်ဘာလမှာနေနိပေမျိုးအောင်ယခုခေတ်မိုဆူမျိုးအနီးမှာတူးဖော်ရင်းနဲ့ကမ္ဘာသမိုင်းမှာခြေအကြဆုံးနဲ့အရေးအပါဆုံးဖြစ်တဲ့အစီရီယန်ဘီရင်အရှနီဖာနီဘောရဲ့မော်ဂွန်တိုက်ကြီး Library of Ashurbanipal ကိုတွေ့ရှိခဲ့ပါတယ်1851မှာ1853အတွင်းမှာလေးရရဲ့လက်ထောက်ဖြစ်သူရှေးဟောင်းသုတေသနပညာရှင်ဟော်မိုရိုဆန်ဆက်လက်တူးဖော်ခဲ့တာမှာနန်းတော်အတွင်းဒုတိယစာကြည့်လိုက်မှာချွန်စေးအချက်ပေါင်း3000ကျော်ကိုရှာဖွေတွေ့ရှိပြီးတော့အဲ့ဒီမှာကဘာကျော်ဂီဂါမက်မော်ဂွန်ကဗျာ Episos ဂီဂါမက်ဆူမာရီယန်အစီရီယန်အဘိဓာန်များနက္ခတ္တဗေဒစေပညာဘာသာရေးနဲ့သမိုင်းမှတ်တမ်းများစွာပါတွေ့ရှိရပြီးတော့မက်ဆိုပိုတေးမီးယားသမိုင်းကိုပြန်လည်ဖော်ထုတ်ရမှာအဖို့မဖြတ်နိုင်သောယရနာတိုက်ကြီးဖြစ်လာခဲ့ပါတယ်ဒီတွေ့ရှိမှုတွေအပြီးမှာရှေးဟောင်းသူတေတီတွေဟာဆူမာရီယန်ခြုံစေးစာချက်တွေကိုလေ့လာဘာသာပြန်ကြရင်းနဲ့ပုံထဲမှာပြထားတဲ့ဇဂါရီစေရှင်ဟာရှေးဟောင်းသူတေသနနဲ့ပတ်သက်ပြီးအငင်းပွားဖွယ်ရာအယူဆသစ်တွေကိုတင်ပြရင်ကဘာကျော်ခဲ့ပါတယ်စေရှင်ဟာ1920မှာအဇာဖိုင်ဂျန်ရဲ့ဘာကူမြို့မှာမွေးဖွားခဲ့ပါတယ်ဂျူးလူမျိုးဖြစ်ပါတယ်စေရှင်ဟာရှေးဟောင်းဟီဘရူးဘာသာစကားစီမိုက်ဘာသာစကားတွေနဲ့မက်ဆိုပိုတေးမီးယားသမိုင်းတွေကိုစိတ်ဝင်စားလေ့လာခဲ့သူဖြစ်ပါတယ်ပညာရေးအနေနဲ့လန်ဒန်စီးပွားရေးတက္ကသိုလ်ကနေဘောဂဗီဒနဲ့ဘွဲရထားသူဖြစ်ပါတယ်ဗီဒီယိုအစမှာပြောခဲ့တဲ့ဆူမာရီယန်ခြုံစေးဗျားတွေကိုသူကိုယ်တိုင်ဘာသာပြန်ပြီးသူ့ရဲ့စာအုပ်မှာတွေ့ရှိချက်ကနေစတင်ပြီးပြောပြသွားမှာဖြစ်ပါတယ်နှစ်ပေါင်း၄သိန်းခွဲခန့်ကနေအဖွဲ့အစည်းရဲ့အပြင်ဘက်မှာရှိတဲ့နေဘီရူလို့ခေါ်တဲ့ဂျိုကြီးမှာလေထုပျက်စီးတဲ့ပြဿနာတွေဖြစ်ပေါ်လာပါတယ်သူတို့ဂျိုရဲ့အပူချိန်ကိုထိန်းညှိဖို့နဲ့လေထုကိုပြန်လည်ပြုပြင်ဖို့အတွက်ရွှေမုံကိုပါတီကယ်တွေလိုအပ်လာပါတယ်ဒါကြောင့်သူတို့ဟာစက်ကြဝဠာအနှံ့ရွှေရှာထွက်ကြပါတယ်အဲ့လိုရှာပုံတော်ဖွင့်ရင်နေဘီရူဂျိုဟာကဘာပက်လန်းနဲ့အနီးဆုံးရောက်လာတဲ့အချိန်မှာကဘာကိုစူးစမ်းလေ့လာဖို့ဆုံးဖြတ်ကြပါတော့တယ်နေဘီရူဂျိုရဲ့မင်းသားတစ်ပါးဖြစ်တဲ့အာလူလူဟာကဘာမြေမှာချွေစီချောင်းစတင်တွေ့ရှိခဲ့ပါတယ်အဲ့ဒီနောက်မှာတော့နေဘီရူရဲ့ဘုရင်အနူရဲ့သားတော်နှစ်ပါးဖြစ်တဲ့အန်ကီနဲ့အန်လီတို့ဦးဆောင်တဲ့အဖွဲ့တွေကဘာမြေကိုဆင်းသက်လာပါတယ်သူတို့ဟာကဘာပထမဆုံးအခြေစိုက်စခန်းကိုမက်ဆိုပိုတေးမီးယားယခုအီရတ်မှာရှိပြီးအဲ့ဒီတို့ခေါ်အမီပေးတည်ထောင်ခဲ့ကြပါတယ်အစပိုင်းမှာအနုနဂီတွေခေါ်လာတဲ့အီဂီဂီတို့ခေါ်တဲ့တခြားကဘာကဂျိုသားမျိုးစိတ်ဖြစ်နိုင်တဲ့အလုသမားတွေကိုအာဖရိကတိုက်မှာရှိတဲ့ရွှေတွင်းတွေမှာနှစ်ပေါင်းထောင်ရှိပြီးတူးဖော်စီခိုင်းခဲ့ပါတယ်နောက်ဆုံးမှာ
ဤကီကီတဲ့အလုတ်ပင်ပန်းလွန်လာကြောင်းအနုနဂီတွေကိုတော်လှန်ပုံကန်ကြမှာတော့တယ်အနုနဂီတွေရဲ့ဤပညာမြင့်မားတာကြောင့်ဒီစစ်ပွဲမှာအနုနဂီတွေပဲနိုင်ပါတယ်ဒီစစ်ပွဲကိုကမ္ဘာပထမဆုံးစစ်ပွဲဖြစ်တယ်လို့ဆူမာရီယန်ချွန်စေးစာတွေမှာဖော်ပြထားတယ်လို့ဆိုပါတယ်ဤကီကီတွေအမြင့်ပြတ်တုတ်တင်ခံရပြီးမျိုးတုံးသွားတဲ့အခါအနုနဂီတွေဟာရွှေတူးဖို့လှုပ်သားလိုအပ်လာပါတယ်အဲ့ဒီအခါသိပ္ပံပညာရှင်နတ်ဖျားဖြစ်တဲ့အန်ကီကအကြံတစ်ခုပေးပါတယ်အဲ့ဒါကတော့ကမ္ဘာမှာရှင်းနေပြီးသား Homo erectus နဲ့ငါတို့ရဲ့မျိုးရိုးဗီဇကိုပေါင်းစပ်ပြီးငါတို့ကိုယ်စားအလုပ်လုပ်ပေးမဲ့အလုပ်သမားလူအမေလူကိုဖန်ဆင်းကြမှာဆိုတာပါပဲအန်ကီဟာသူ့နမနေဟူဆန်နဲ့အတူတက်ခွက်ခန်းမှာဗီဇပေါင်းစပ်မှုတွေလုပ်ခဲ့ပါတယ်မအောင်မြင်တဲ့စံတမှုပေါင်းများစွာဖြစ်ပြီးလိုက်စားမင်းလိုအကောင်တွေအေဂျင့်နတ်ဖျားဟိုရပ်စ်အနုဖစ်တို့လိုလူကိုယ်လုံးတရိษံကောင်းတဲ့အကောင်တွေဖြစ်လာတယ်လို့ပြောကြပါတယ်နောက်ဆုံးမှာအာတာပါလို့ခေါ်တဲ့အာထံကိုပထမဆုံးလူသားအောင်မြင်စွာဖန်တီးခဲ့တယ်လို့ဆိုပါတယ်ဒါဖြတ်ပြီး Alien Creation Theory ကိုဆက်ပါမယ်ဒီ theory မှာဣရီဒူမျိုးတော်ထဲမှာအီဒင်လို့ခေါ်တဲ့ဥယျာဉ်ကြီးရှိပြီးအနုနဂီတွေဖန်ဆင်းထားတဲ့တစ်ပင်မျိုးကွဲတွေတတ္တဝါတွေရှိတယ်လို့ဆိုပါတယ်ဒီ theory မှာဆိုရင်အန်ကီဟာလူကောင်းနဲ့မွေကိုခန္ဓာရှိတယ်လို့ဆိုပါတယ်နေဟုဆာဟာလည်းလူကောင်းနဲ့မွေကိုလို့ဆိုပါတယ်အန်လီကတော့နွားကောင်းနဲ့လူခန္ဓာကိုရှိတယ်လို့ဆိုပါတယ်အန်ကီနဲ့အန်လီတို့ဟာမျိုးနွယ်စုမတူဘူးလို့လည်းဆိုပါတယ်အာဒါပါလို့ခေါ်တဲ့အာဒန်ကိုဖန်ဆီးပြီးနောက်လီလစ်လို့ခေါ်တဲ့လူတစ်ယောက်ကိုလည်းဖန်တီးခဲ့ကြတယ်လို့ဆိုပါတယ်အာဒန်ကယောက်ျားဖြစ်ပြီးလီလစ်က bisexual ဖြစ်တယ်လို့ယူဆကြပါတယ်အန်ကီကလူသားတွေချွေတူးခိုင်းမှုပြောတာကိုအန်လီကလက်မခံပါဘူးအန်လီကလူသားတွေဒီတိုင်းပဲထားမယ်ပြောတော့နတ်ဖျားနှစ်ပါးအကြပြဿနာတွေတိုက်ကြပါတယ်အန်လီကအာဒန်ကိုယူပြီးလီလစ်ကိုအန်ကီကိုပေးတယ်လို့ဆိုပါတယ်အန်လီကိုအာဒန်ကလီလစ်ပြန်ပေးလို့တောင်းဆိုတဲ့အခါအန်လီကအာဒန်ရဲ့နံရိုးနဲ့အေဝါကိုဖန်တီးပေးခဲ့ပါတယ်အေဒင်မှာပျော်ရွှင်နေတဲ့အာဒန်နဲ့အေဝါကိုတွေ့တော့လီလစ်ရဲ့မုန်းနေကြီးလာပါတယ်လီလစ်ကအန်လီကိုအပြစ်မင်းပြီးအာခံပါတယ်ဒီလိုအပြုအမူတွေကြောင့်အန်လီကလီလစ်ကိုမွေးအဖြစ်ပြောင်းလဲခဲ့ပါတယ်လီလစ်ဟာအီဒင်တဲကိုခိုးဝင်ပြီးအေဝါကိုဖျားယောင်းပြီးတော့အသိဉာဏ်အပင်ကအတီးကိုကျွေးခဲ့တယ်အေဝါကအဲ့ဒီအတီးကိုစားမိတယ်လို့အာဒန်ကိုလည်းကျွေးခဲ့တယ်အန်လီကသူတို့နှစ်ယောက်စလုံးကိုအီဒင်တဲကမောင်းထုတ်ခဲ့တယ်လို့ဆိုပြီး Alien Creation Theory ကိုယုံကြည်ကြသူတွေကယုံကြပါတယ်ဆက်ပြီးကျွန်တော်တို့ရဲ့မူလအန်နိုနီကီဇာလန်ကိုတွားရအောင်ပါလူသားတွေဟာတဖြည်းဖြည်းတိုးပွားလာပြီးအနုနဂီနတ်ဖျားတွေနဲ့ပတ်သက်ဆွမ်းနွယ်မှုတွေရှိလာပါတယ်ဒါကိုစစ်သေးနာပတိဖြစ်တဲ့အန်လီကသဘောမကျပါဘူးသူကလူသားတွေဟာဆူညာလွန်းတယ်နတ်ဖျားတွေနဲ့ရောနှောကုန်ပြီဆိုပြီးလူသားတွေကိုဖျက်ဆီးပြီးပြစ်ရှင်ခဲ့ပါတယ်နှစ်ထောင်ပေါင်းများစွာအကြာမှာအနုနဂီတွေရဲ့မိခင်ကျိုနီဘီရူကဘာမြေကြီးနဲ့နီးတဲ့ပတ်လန်းတွေကိုရောက်ရှိလာပြီးပြင်းထန်တဲ့ကြိုးဆွဲအကြောင်းကဘာမှာရာသီဥတုဆိုးရတဲ့တက်ရောက်မှုတွေရှိလာမယ်ကဘာအပူရှင်မြင့်မလာမယ်ရေခဲတွေအကြီးပြောပြီးကဘာကြီးကိုရေလုံးမိုးမယ်ဆိုတာအနုနဂီတွေသိရှိပါတယ်ဒီအခါအန်လီကလူသားတွေကိုအတိပေးရှင်းမပြုဖို့အမိန့်ထုတ်ခဲ့ပါတယ်ဒါကိုလူသားတွေကိုစစ်တဲ့အန်ကီကသူ့ရဲ့နောက်လက်စီဥဆူဒရာလို့ခေါ်တဲ့နော်အေးကိုတိတ်တဆိတ်တတိပေးပြီးတင်းမော်ကြီးဆောက်ခိုင်းခဲ့ပါတယ်နော်အေးကလည်းလူသားတွေအပါအဝင်တက်ရှိမျိုးနွယ်စိတ်တွေကိုကတ်တင်ဖို့တင်းမော်ကြီးဆောက်လုပ်ပြီးအဲ့အပေါ်ကိုတင်ခဲ့ပါတယ်ဂျိုကြီးနီးကပ်လာတဲ့အခါရေလွှမ်းမိုးပြီးအီရီဒူမျိုးကြီးပျက်စီးခဲ့ပါတယ်ဒီလိုနဲ့ရေလွှမ်းမိုးတဲ့ကဘာပြက်ကတ်ကြီးပြီးသွားတဲ့အခါလူသားမျိုးနွယ်နဲ့တက်ရှိမျိုးစိတ်တွေဟာမျိုးတုံးမသွားလို့ရှင်သန်ခွင့်ရခဲ့ပါတယ်ရေလွှမ်းမိုးမှုအပြီးမှာအနုနဂီတွေဟာမိခင်ကျိုးကိုပြန်မှုဆုံးဖြတ်ခဲ့ကြပါတယ်လူသားတွေကိုဆောက်လုပ်ရေးအတက်တင်ချပညာဂီတနဲ့စာပေရေးသားမှုတိုင်းပြည်ထူထောင်ရေးနဲ့အုပ်ချုပ်ရေးအတက်တွေကိုတင် जा ပေးခဲ့ပါတယ်ဒါကြောင့်ဆူမာရီယန်ယဉ်ကျေးမှုကရုတ်တရက်ကြီးကျယ်သွားတာလို့ယုံကြည်ကြသူတွေရှိပါတယ်သူတို့ထွက်မသွားခင်မှာကြီးကျယ်တဲ့အဆောက်အုံတွေဇဂူရက်တွေတိစောက်ခဲ့ပြီးအဲ့ဒီအဆောက်အုံတွေဟာသူတို့ရဲ့လမ်းညွှန်အမှတ်အသားတွေဖြစ်ပြီးတနေ့ကဘာမျိုးကိုပြန်လာမယ်လို့ဆိုပါတယ်ရှေးအောင်ဆူမာရီယန်အုပ်ချက်စာတွေကိုလေ့လာပြီးစစ်ရှင်အပါအဝင်ရေးသားသူတွေရဲ့အမှန်းစချက် theory တွေဟာတ
တမာကျန်းစာရဲ့ဆိုင်ဖိုင်ပါခြင်းအလားထင်မှတ်မှားရပါတယ်ထူးခြားချက်အနေနဲ့ဒီဇာတ်လန်ဟာတမာကျန်းစာဂရိတန်တာကြီးအီဂျစ်သမိုင်းတွေနဲ့အံ့ဩစရာကောင်းအောင်ချိတ်ဆက်နေပါတယ်ဒီဇာတ်လန်ရဲ့အန်ကီကလူသားတွေကိုကယ်တင်ခဲ့တဲ့အတွက်သူ့ကိုမွေးဝက်စတန်စင်ဘက်အဖြစ်တချို့ကတင်စားကြပါတယ်ဒါပေမဲ့အေဒင်ဥယျာဉ်တဲ့မွေးဇာတ်လန်နဲ့ပြောင်းပြန်ဖြစ်နေတယ်ဆိုတာပရိသတ်များသတိထားမိကြမယ်ထင်ပါတယ်စီရှင်ရဲ့တွေးရှိချက်အယူဆတွေဟာအခုအချိန်ထိလက်ခံယုံကြည်နေသူတွေကိုလွှမ်းမိုးနေဆက်ဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာတော့ဒီနေ့အကြောင်းအရာတွေကိုမြေပြင်အမှန်လေ့လာတွေးရှိချက်တွေနဲ့ချိန်ညှိပြီးဘယ်အရာတွေကအမှန်ဖြစ်နိုင်မလဲဆိုတာသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်အားပေးကြမယ်လို့မျှော်လင့်ပါတယ် The Truth Seeker လောကသစ္စာတရားကိုရှာဖွေဖို့အတွက်ကျွန်တော်တို့ရဲ့တမိုင်းကာလမှာစပြီးယခုကာလအထိယုံကြည်ကိုးကွယ်မှုတွေဒသနာတွေလောကီလုံးဖြစ်စဉ်တွေအကြောင်းတင်ဆက်ပေးမှာမို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးကြပါလို့တောင်းဆိုပါတယ်သစ္စာတရားကိုရှာဖွေသူအားလုံးစိတ်နှလုံးအေးချမ်းပြီးဉာဏ်အလင်းပွင့်ကြပါစေ